လွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကဒီခေတ်ပင်လယ်သမုဒ္ဒရာတွေထဲမှာဝေလာငမန်းတွေလောက်အရွယ်စားရှိတဲ့ငါးတွေနေထိုင်ခဲ့ကြပါတယ်။ဒီငါးတွေကသမိုင်းဝင်တိုင်မီခေတ်မှာအကြီးမားဆုံးအယိုးပါငါးတွေဖြစ်ခဲ့ကြပါတယ်။ဒါဆိုဒီမျိုးစိတ်အကြောင်းကိုကျွန်တော်တို့တူတူလေ့လာကြည့်လိုက်ရအောင်။ပထမဆုံးအနေနဲ့ဒီမျိုးစိတ်ရဲ့နာမည်ကတော့ Lycidas problematica ဖြစ်ပါတယ်။ဒီငါးရုပ်ကျွင်းကို1880ပြည့်လွန်နှစ်တွေမှာအင်္ဂလန်နိုင်ငံပီတာဘူရူဒေသမှာရှိတဲ့နုံးမြေချင်းတွေမှာအင်္ဂလိပ်လူမျိုးရုပ်ကျွင်းစုဆောင်သူ Alfred Nicholson Leach ကနေပြီးတော့ပထမဆုံးရှာဖွေတွေ့ရှိခဲ့ရဖြစ်ပါတယ်။အဲဒီနောက်1886ခုနှစ်ကြောရိုးရှည်ရုပ်ကျွင်းပေရာပညာရှင် John Whisker Hughes ကဒီရုပ်ကျွင်းကို Homosaurus ရဲ့ကြောပတ်ရိုးပြရည်လို့မှားယွင်းခန့်မှန်းခဲ့ပါတယ်။အဲဒီနောက်1886ခုနှစ်ဩဂတ်လ22ရက်နေ့မှာအမေရိကန်လူမျိုးဒိုင်နိုဆောကျွမ်းကျင်သူ Authorial Charles Max ကနေပြီးတော့ဒီရုပ်ကျွင်းကအယိုးပြရည်မဟုတ်ဘဲနဲ့ငါးတစ်ကောင်ရုပ်ကျွင်းသာဖြစ်ကြောင်းကောက်ချက်ချခဲ့ပါတယ်။အဲဒီနောက်နှစ်ပတ်အတွင်းမှာပဲအင်္ဂလိပ်လူမျိုးငါးရုပ်ကျွင်းပေရာပညာရှင် Arthur Smith Woodward ကဒီရုပ်ကျွင်းကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတော့1889ခုနှစ်မှာအယိုးမှန်က Lycidas problematica အဖြစ်တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။Lycidasဆိုတာကတော့ရုပ်ကျွင်းစုဆောင်သူ Leach ရဲ့ငါးလို့အဓိပ္ပာယ်ရပြီးတော့ problematica ဆိုတာကတော့ပြဿနာလို့အဓိပ္ပာယ်ရပါတယ်။ Lycidas ရဲ့ရုပ်ကျွင်းတွေကိုအဓိကအားဖြင့်ဥရောပဒေသတွေမှာရှာဖွေတွေ့ရှိခဲ့ပြီးတော့ပြင်သစ်နိုင်ငံအင်္ဂလန်နိုင်ငံဂျာမနီနိုင်ငံနဲ့ချီလီနိုင်ငံတို့မှာလည်းတွေ့ရှိခဲ့ပါတယ်။ Lycidas ရဲ့ရုပ်ကျွင်းကတစ်ခုတည်းတင်ကိုအစိပ်ပိုင်းပေါင်း1133ခုပါဝင်တာကြောင့်အဖြစ်ရှာဖို့အတွက်ညှက်များစွာအချိန်ကုန်ခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာထပ်မံတွေ့ရှိလာတဲ့ရုပ်ကျွင်းတွေကတစ်ခုဖြစ်တဲ့အမီးရုပ်ကျွင်းက Lycidas ရဲ့အရေးပါတဲ့အထောက်အထားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုဒီကောင်ကြီးတွေရဲ့အရွယ်အစားကိုချက်ကြည့်လိုက်ရအောင်။ Lycidas ရဲ့အရွယ်အစားကတော့အကြီးဆုံး 16.5 မီတာအထိကြီးထွားနိုင်ကြပါတယ်။အလေးချိန်ကတော့တန်30နဲ့45တန်ရှိရလို့တွေ့ရပါတယ်။ဒီအလေးချိန်ကအကြီးဆုံးဝေလာငမန်းတစ်ကောင်လောက်ရှိပါတယ်။ပုံမှန်ဝေလာငမန်းတစ်ကောင်က10မီတာကနေ12မီတာအထိကြီးထွားနိုင်ကြပြီးတော့အကြီးဆုံးလို့သတ်မှတ်ထားတဲ့ဝေလာငမန်းက18.8မီတာအထိရှိပြီးတော့21.5တန်လောက်လေးပါတယ်။Lycidasရဲ့ထူးခြားချက်ကတော့သူတို့မှာကြောပတ်ရည်ရက်ရင်ဘက်ရည်ရက်နဲ့စအိုရည်ရက်တို့ပဲပါဝင်ပြီးတော့ဝမ်းဘက်ရည်ရက်မပါဝင်တာပဲဖြစ်ပါတယ်။ Lycidasရဲ့အမီးကတောင်လိုက်အမီးဖြစ်ပြီးတော့အထက်အောက်2.7မီတာရှိပါတယ်။ဒါပေမဲ့ပြင်းပြလူသားတစ်ယောက်ရဲ့အရက်ကတော့1.8မီတာပဲရှိပါတယ်။ Lycidasတွေကကျယ်ပြန့်တဲ့ဥကောင်းကုံကိုပိုင်ဆိုင်ထားကြပြီးတော့သူတို့ရဲ့မီးရိုးကလည်းတမှုထူးကြပါတယ်။အပေါ်ပိုင်းမီးရိုးကအသေးဖြစ်ပြီးတော့အောက်မီးရိုးသာလှုပ်ရှားနိုင်ကြပါတယ်။ပြီးတော့Lycidasတွေကသွားမရှိပါဘူး။အဲဒီစားသူတို့တွေကပါဇက်ကိုအကျယ်ကြီးဟနိုင်ကြပြီးတော့ဝေလာငမန်းတွေလိုမျိုးအစာစစ်စားတဲ့ Feta ငါးမျိုးစားတွေဖြစ်ကြပါတယ်။သူတို့ရဲ့ပါဇက်တွေထဲမှာဗဟတ်ဆူပေါင်း1000နဲ့ချီရှိပြီးတော့အဲ့ဗဟတ်ဆူတွေကရေထဲကပလန်တန်လို့ခေါ်တဲ့နုဇီဝသက်ရှိလေးတွေကိုအစိတ်ယူစားတော့နိုင်ပါတယ်။ပြီးတော့Lycidasတွေကအကျေးခွန်မရှိပဲချောမွေပြီးအသက်ရည်လိုထူထဲတဲ့အရေးပြားကြီးကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့တွေရဲ့ရေကူးနှုန်းကတော့တနာရီကို3ကီလိုမီတာနဲ့9ကီလိုမီတာအထိကူးခတ်နိုင်ကြပြီးတော့အမြန်ဆုံးဆိုရင်တော့တနာရီကို12ကီလိုမီတာနဲ့20ကီလိုမီတာအထိကူးခတ်နိုင်တယ်လို့တွေ့ရပါတယ်။ဒီတော့ဒီလိုငါးတွေကဘယ်လိုပတ်ဝန်းကျင်တွေမှာရှင်သန်ခဲ့ကြလဲ။အရင်ဆုံးLycidasတွေက Jurassic ခေတ်လွန်ခဲ့တဲ့နှစ်တန်းပေါင်း165တန်းကနေ152တန်းထိနေထိုင်ခဲ့ကြပါတယ်။အဲ့ခေတ်ကကုန်းတွင်းပိုင်းပင်လယ်တိမ်တွေပေါ်များပြီးတော့ကမ္ဘာပူချိန်ကလည်းမြင့်မားတယ်လို့ပင်လယ်တွင်ပလန်တန်ရေအတွက်ကလည်းပေါ်များများရှိပါတယ်။ဒါကLycidasလိုမျိုး Feta ငါးတွေပေါ်လာဖို့အတွက်အဓိကတော့ချက်ဖြစ်ခဲ့ပါတယ်။ Lycidasတွေကအနှစ်40အထိရှင်သန်နိုင်ကြမယ်လို့ခန့်မှန်းထားကြပြီးတော့အသက်20အရွယ်လောက်မှာ10မီတာနဲ့9မီတာထိကြီးထွားနိုင်ကြပြီးအသက်38နဲ့40ကြားမှာ16.5မီတာထိကြီးထွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒီငါးတွေကအုပ်စုဖွဲ့ပြီးနေထိုင်ကြမယ်လို့လည်းပညာရှင်တွေကခန့်မှန်းထားကြပြီးတော့မျိုးပွားတာလည်းပုံမှန်ငါးရဲ့လိုမျိုးဥပြီးတော့မျိုးပွားကြမယ်လို့ခန့်မှန်းထားကြပါတယ်။သူတို့ရဲ့အစာစားပုံကတော့ခေတ်သစ်ဝေလာငမန်းတွေလိုပါပဲ။ရေကူးခံရင်းနဲ့ပါဇက်ဖွင့်ပြီးပလန်တန်တွေကိုစစ်ယူစားတော့ကြပါတယ်။ Lycidasတွေရဲ့ရုပ်ကျွင်းကဥရောပနဲ့တောင်အမေရိကဒေသနဲ့တည်ရှိရာကြောင့်ဒီငါးတွေကကမ္ဘာအနှံ့ရွှေ့ပြောင်းသွားလာတဲ့သတ္တဝါတွေဖြစ်ကြောင်းကောက်ချက်ချလိုက်ခဲ့ပါတယ်။ Lycidasနဲ့ခေတ်ပြန်ပေါ်ခဲ့တဲ့သတ္တဝါတချို့ကိုဖော်ပြရမယ်ဆိုရင်တော့ Leopolodon လိုပိုင်လိုဆောတွေ Metrorhynchus လိုမျိုးပင်လယ်မီချောင်းမျိုးစိတ်တွေ Hypodat လိုမျိုးငမန်းမျိုးစိတ်တွေ Plesiosaur တွေနဲ့ Ichthyosaur တွေပဲဖြစ်ပါတယ်။ဒီထဲမှာLeopolodon တွေ Metrorhynchus တွေနဲ့ Hypodat လိုမျိုးသားရဲတွေကLycidasတွေကိုတိုက်ခိုက်တတ်ကြပါတယ်။
ပြီးတော့လစ်စစ်သက်ရဲ့တချို့ရုပ်ချင်းတွေမှာရိုးပြန်ဆက်ရပြန်ကောင်းရဲ့ဒဏ်ရာတွေကိုတွေးရှိခဲ့ရတာကြောင့်မလို့ဒီကောင်တွေကအတိုက်ခံပြီးရင်နောက်လွယ်လွယ်နဲ့မတည်နိုင်တဲ့အသက်ပြင်းတဲ့ကောင်တွေဖြစ်ကြောင်းတွေ့ရပါတယ်ဒါဆိုသူတို့ဘာလို့မျိုးသုံးရတာလဲအကြောင်းရင်းကိုတော့အဲ့ခေပင်လယ်တွေထဲမှာပလန်တန်ရေတွေကျဆင်းသွားလို့ဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်မျိုးတုံးကပေမဲ့လစ်စစ်သက်တွေကရှိဘူးသမျှရိုးမှန်ငါးရဲ့အလုံးထဲမှာ The Biggest Phony Fish Ever ဆိုတဲ့ဘွဲကိုရထားတဲ့အကြီးမားဆုံးရိုးပါငါမျိုးစိတ်ဖြစ်ခဲ့ပါတယ်ကဲဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးရဲ့ sound edit ပေးတဲ့ brother ကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျဗီဒီယိုလေးထဲမှာချက်လက်အမှားယွင်းလေးတွေလိုအပ်ချက်လေးတွေပါသွားခင်ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျတကယ်လို့အမှားလေးတွေကိုတွေ့ကြည့်ရင်လည်း comment မှာဝိုင်းပြီးတော့ပြင်ပေးသွားကြပါအောင်ခင်ဗျနောက်ထပ်ဘယ်လိုအကြောင်းအရာတွေတင်ဆက်ပေးရမလဲဆိုတာလည်း comment မှာအကြံပြုခဲ့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ